တားလေးနဲ့တူလောကကြီးကိုအရှုံးမပေးကြောင်းပြောလာခဲ့တဲ့ဖတ်တီမာ Hello ဆယ်လီမမလာပါပြီရှင်အနုပညာဆိုင်ရာအကြောင်းအရာတွေနဲ့တူလက်တလောဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်ဖတ်တီမာကတော့ဥပီတထားမှာတမ်းမြာတီးတုတ်တွေရောင်းရင်းနဲ့နာမည်ကြီးလာခဲ့တဲ့ဆယ်လီတအုပ်ပဲဖြစ်ပါတယ်ဆယ်လီဆိုတာကအနုပညာအလုပ်တွေလုပ်နေတာမျိုးမဟုတ်ပေမဲ့လူချင်းလူခင်များလာခဲ့တဲ့သူတအုပ်ပဲဖြစ်လာခဲ့တာဖြစ်ပါတယ်ဖတ်တီမာကဥပိန်တထားမှာအတုပ်ဆောင်ရောင်းပါတယ်အချင်းမောင်းတုပ်ဆောင်ရောင်းနေတဲ့အချိန်မှာသူကိုယ်တိုင်ကလည်းကိုဝင်စားရှိတဲ့အချိန်ဖြစ်တာကြောင့်ချင်းချင်းတက်ပြီးတမ်းမြာတီးတုတ်ကိုအရန်စားကြလို့နေတိုင်းတုပ်စားပြတဲ့ဒါအပြင်သူစားနေတဲ့ပုံတွေကိုလည်း TikTok ဗီဒီယိုတွေရိုက်တင်ခဲ့တာကြောင့်အားလုံးကသိကြပြီးဖတ်တီမာရဲ့တမ်းမြာတီးတုတ်ကိုတွားဝယ်စားခဲ့ရကနေအခုချိန်မှာဆိုရင်တကယ်ကိုနာမည်ကြီးဒိတ်ကျဲအနုပညာရှင်တွေတထေးတွေကအစားဖတ်တီမာရဲ့တမ်းမြာတီးတုတ်ကိုတွားစားရတဲ့အဆင့်ထိအောင်မြင်ခဲ့တာဖြစ်ပါတယ်။အောက်ခြေကနေစူးစမ်းခဲ့ရပြီးအကျွေးတွေများစွာဆက်နိုင်ဖို့အတွက်နီလန်းမျိုးစုံနဲ့အကောင်းဆုံးစူးစမ်းခဲ့တဲ့ဖတ်တီမာကတားလီကိုဝင်ရင်လာလေသူ့အတွက်ဝင်ငွေတွေကတိုးလာလိဖြစ်ခဲ့တာပါ။ဒါကြောင့်မလို့လေအားလုံးကဘိုက်ထဲကကလေးလေးကအကျိုးပေးကောင်းတဲ့စသဖြင့်မှတ်ချက်တွေပြုခဲ့ကြတာဖြစ်ပါတယ်။ဖတ်တီမာကတော့သူ့ရဲ့ caption တိုင်းပဲဘဝကိုအရှုံးမပေးကြသူများဆိုသလိုဘလို့ထန်နေကိုပဲလာအကောင်းဆုံးအနေနဲ့ရှင်းဆိုင်ရက်တည်ခဲ့တာပဲဖြစ်ပါတယ်။ငလင်ဘေးတုန်းကလည်းရရှိထားတဲ့အလူငွေတွေကိုပြန်ပြီးလှူဒန်းခဲ့လို့ဖတ်တီမာကိုအားလုံးကကြီးကျူးနေကြတာဖြစ်ပါတယ်။ဒါပြင်ရွှေဆိုင်ပိုင်ရှင်တုံးကလည်းဖတ်တီမာကိုချစ်ခင်လွန်းတော့360ကျော်တန်းငကတ်တရံလက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့ဖတ်တီမာကတားလီကိုဝင်နဲ့တူကံကောင်းမှုတွေကိုတင်ဆောင်လာတာပါ။ဒါကြောင့်ဘိုက်ထဲမှာရှိတဲ့ကလေးလေးကအကျိုးပေးကောင်းတဲ့ကံကောင်းမှုတွေတင်ဆောင်လာတဲ့ငွေတွေအများကြီးရှာပေးနိုင်တဲ့စသဖြင့်မှတ်ချက်တွေပြုခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့တကယ်ဒီကလေးလေးမွေးလာတဲ့အချိန်မှာတော့ဖတ်တီမာအတွက်မျှော်လင့်ထားသလိုဖြစ်မလာခင်ရပါဘူး။ကလေးလေးကပေါင်မပြည့်တဲ့ပြင်ကျန်းမာရေးမကောင်းတာကြောင့်ဆေးရုံမှာရက်20ကျော်ကြာမိခင်နဲ့မတွေ့ပဲနေခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့လည်းဖတ်တီမာကစိတ်တက်မကြပဲတားလီနဲ့မတွေ့ရတဲ့အချိန်မှာတားလီနဲ့ရွှေဒူတန်းဒူလာသားကလေးလေးတွေအတွက်လှူဒန်းမှုတွေကိုတောက်လျှောက်ဆိုသလိုပြုလုပ်နေတာဖြစ်ပါတယ်။အခုဆိုရင်တော့တားလီနဲ့တူအိမ်ပြန်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ဖတ်တီမာတို့သားမိအိမ်ပြန်ရောက်လာတဲ့အချိန်မှာလည်းရက်ကွက်ထဲကမိတ်ဆွေတငယ်ချင်းတွေကပန်းခင်းလန်းလေးနဲ့ကျူးဆိုပြီးလို့ကျေနပ်ပီတီဖြစ်ခဲ့ရပါတယ်။ဒါကြောင့်ဖတ်တီမာကဒီကနေ့မှာတားလီအတွက်ဈေးတွေပြန်ရောက်မှာဖြစ်ပြီးတော့သူ့အနေနဲ့နှစ်ဘူးဝယ်တဲ့သူကိုတဘူးလက်ဆောင်စသဖြင့်တက်နိုင်သမျှအလူလေးတွေနဲ့တူပေါင်းဆက်ပြီးပြုလုပ်သွားမယ်လို့ပြောပါတယ်သူကတော့တားလီနဲ့ဘယ်လိုပဲဖြစ်ဖြစ်စူးစမ်းရုန်းကန်မှာပါသူ့ရဲ့တားလီရုပ်ကကျမ်းမာရေးကောင်းတဲ့ပုံမပေါ်တာကြောင့်အားလုံးကစိတ်ပူကြတဲ့တချို့ကလည်းအော်ဒဇင်ကလေးနဲ့ပုံစံတူတဲ့စသဖြင့်ရုံရည်နဲ့ပတ်သက်ပြီးဝေဖန်ကြပေမဲ့ဖတ်တီမာကတော့ဘဝကိုအရှုံးမပေးဘူးဒါကြောင့်တားလီနဲ့တူတူပဲဘဝကိုရုန်းကန်ရှင်းဆိုင်သွားမှာပါတားလီကဘယ်လိုဘဝကပဲလာဘယ်လိုရုပ်ရည်မျိုးပဲဖြစ်ဖြစ်သူ့အတွက်တကယ်ကိုချစ်ရတဲ့သားလေးတယောက်ဖြစ်တဲ့အတွက်ဈေးတွေလည်းပြန်ရောက်ပြီးအကောင်းဆုံးစူးစမ်းသွားအောင်ပါလို့ပြောပြလာခဲ့တာဖြစ်ပါတယ်။သားလေးရဲ့မျက်နှာရုပ်ရည်နဲ့ပတ်သက်ပြီးအမျိုးမျိုးမှတ်ချက်ပေးနေတဲ့သူတွေကိုလည်းဖတ်တီမာအနေနဲ့ဘာမှထူးထူးခြားခြားတုံ့ပြန်တာမျိုးမရှိပါဘူး။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောဘဝကိုအရှုံးမပေးကြသူများဆိုတဲ့အတိုင်းဖတ်တီမာအနေနဲ့သားလေးနဲ့တူအကောင်းဆုံးစူးစမ်းရုန်းကန်သွားအောင်မယ်ဆိုတဲ့အပေါ်ဘယ်လိုတွေမှတ်ချက်ပြုကြလဲဗီဒီယိုအောက်က comment လေးမှာရေးသွားပေးခဲ့ပါအောင်ရှင်။